လက်ပြက်လက္ခဏာအကြောင်းဒီနေ့မှာဒါမျှဝေပေးမှာဖြစ်တယ်ပေါ့နော်လက်ပြက်လက္ခဏာကဘယ်လိုပုံစံမျိုးရှိလဲဆိုရင်ဒီနှလုံးလန်းနဲ့ညံလန်းကြောင်းနဲ့ပေါင်းစုံပြီးတော့ဖြစ်တည်နေတာကိုလက်ပြက်လက္ခဏာလို့အများအဖြစ်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပုံမှာပြပေးထားတဲ့အတိုင်းလက်ပြက်လက္ခဏာပါတဲ့သူအများစုရဲ့စိတ်နေစိတ်ထားနဲ့သဘောတရားပေါ့နော်ပြောရမှာဆိုသူတို့ကစိတ်နေစိတ်ထားကတော့မှန်ကန်တဲ့အထက်မှာပါတယ်ပေါ့နော်ပြောရမှာစိတ်စေတနာကောင်းတဲ့အထက်မှာတော့ပါတယ်ဒါပေမဲ့စိတ်မြန်တတ်ကြတယ်ပေါ့နော်ဒီလိုလက်ပြလက္ခဏာပါတဲ့လက္ခဏာရှင်တွေကစိတ်မြန်တတ်ကြတယ်အရာရာကိုသူတို့ကတွေးခေါ်မျှော်မြင်တတ်တဲ့ပညာဉာဏ်ရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်များသောအားဖြင့်ဒီလက်ပွားကောင်းတဲ့ထဲမှာပါရင်တော့သူကစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တတ်တယ်သူတို့ရဲ့အလုပ်ကိုင်တွေကနေပြီးတော့အဆင်ပြေမှုတွေပုံမှုရရှိနိုင်တယ်ဆိုတာကိုပြတယ်ပေါ့နော်ဟိုကံကောင်းတယ်ဉာဏ်ကောင်းတယ်ဆိုတာကိုပြတယ်ပေါ့နော်လက်ကကောင်းတဲ့ထဲမှာပါတယ်ဆိုရင်ဉာဏ်စွမ်းဉာဏ်စားအင်မတန်မှကောင်းတဲ့ထဲမှာပါတယ်သူကအရာရာကိုရေးတင်းတင်းလုပ်ရဲတယ်ကန်ရဲတယ်ပေါ့နော်လွယ်ရဲကန်ရဲထဲမှာပါတယ်လို့ပြောလို့ရတယ်အဓိကတော့အတွေးခေါ်ကောင်းတယ်လက္ခဏာပါနော်လက်ပြက်ကကောင်းတယ်ဆိုရင်အတွေးခေါ်ကောင်းတယ်ယူဆကောင်းတယ်စဉ်းစားဉာဏ်အရင်ကောင်းတယ်ဆိုတာကိုပြပေးထားတယ်ပေါ့နော်အကယ်လို့လက်ပြက်လက္ခဏာကမကောင်းပေါ့နော်ဟို၆တွေ့ပြီးတော့ပါလွာတဲ့အထဲမှာပါတယ်ဆိုရင်ဒီလိုလက္ခဏာရှင်တွေကအဲ့လိုတစုတို့လောက်တတာတွေအဲ့လိုမိုက်ရွေးဆန္ဒတွေစိတ်မြန်လက်မြန်တာတွေဖြစ်တတ်တယ်ချို့ကတော့လူသက်လက်နဲ့လို့ပြောကြတယ်ပေါ့နော်လူတော်တတ်နိုင်တဲ့အထိလူနာကျင်အောင်လုပ်နေတဲ့အထိဖြစ်တတ်တယ်လို့ပြောကြတယ်ပေါ့နော်စိတ်များတတ်တယ်အတွေးများသွားတတ်တယ်ပေါ့နော်ကောင်းတယ်ဆိုရင်တော့အဲ့လိုစိုးမဖြစ်ဘူးကောင်းတဲ့လက်ပြက်လက္ခဏာဆိုရင်သူကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တတ်တယ်ငွေကန်ကနေဘဝမှာအောင်မြင်တတ်တယ်ခံအထောက်ကူရမယ်ဆိုတာကိုပြရတယ်ပေါ့နော်အဲ့လိုဝန်ထမ်းဆိုရင်လည်းဒီဝန်ထမ်းနေရာမှာအောင်မြင်မယ်အရာရှိတွေဖြစ်တတ်တယ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေအဓိကဖြစ်မယ်ဆိုတော့ပြရတယ်ပေါ့နော်အမှုပညာပို့ကတော့ဒီလိုလက်ပြက်လက္ခဏာတွေမှာအများဆုံးပါတတ်ကြတယ်ပေါ့နော်အဲ့တော့စိတ်လိုက်မှန်မှန်လုပ်တာတွေငင်းကုန်တန်တာတွေကလက်ပြက်လက္ခဏာကိုပြတယ်ပြီးတော့သူတို့ရဲ့ဒီဘဝမှာအမှုဖြစ်လွယ်တာတွေဟလာအဲ့ဒါတွေအခက်မသိရင်ထောင်တွေပါတွေကြက်တတ်တယ်ဆိုတဲ့အားနည်းချက်အားသာချက်လေးတွေတော့ပါတတ်ကြတယ်အဲ့တော့လက်ပြက်လက္ခဏာကကြည့်လိုက်ပါလောအပြင်ထူပြီးတော့ကောင်းတဲ့ထဲမှာပါတယ်ဆိုရင်ဒါကောင်းတယ်လို့ယူဆလို့ရပါတယ်